ဆိုသွားပြီးထားလိုက်တော့ညီမလေးစင်တောင်ကြည့်ကွာညီမလေးစင်တောင်မှနာမည်ကြီးကစားသမားတွေတောင်မရကုစားခွင့်ရဖို့ဖွဲ့ချုပ်ကမလုပ်ပေးနိုင်တာကွာဖွဲ့ချုပ်မှမဟုတ်ပါဘူးတာဝန်ရှိတဲ့ကလပ်တင်တွေကမလုပ်ပေးနိုင်ဆိုတော့ပြောချင်တာမြန်မာဘလုံးကစားရတော့ကစားဖို့မင်းခင်ယာကြီးတန်ရရင်တော့မင်းသွားမှာပဲမင်းလူကစားကြီးဆိုင်မှာမဟုတ်အဲ့အခုလည်းဖြစ်နေမှာပဲနောက်လည်းဖြစ်နေမှာပဲဟာဘလုံးကောင်ထွက်လာနော်နည်းနည်းဆုံးနေပြီခေါခင်ဗျားတို့မတိတယ်မတိကျင်တယ်ဒါမှမဟုတ်ရင်မျက်ကွယ်ပြုတ်ထားတဲ့ဒီမြန်မာပြည်ဘလုံးလောကရဲ့ရှိကျွင်းအကြောင်းပြောပြမှာမြန်မာပြည်မှာဘောလုံး professional ကန်ပြီဆိုရင်ကစားသမားတချို့တစ်ဝက်ကရှိကျွင်းနဲ့ကြာပြီးတော့ပျောက်သွားပြန်တက်လာတော့ကစားသမားဘဝအနားယူသွားတချို့နည်းနည်းပငိုပြတတ်တဲ့သူတွေကတော့လည်းရှိကျွင်းပေါ်ပြန်တက်လာတော့လေ anyway ရှိကျွင်းပါမြန်မာပြည်မှာ professional ကန်တဲ့ဘောလုံးသမားတွေဘာဖြစ်လဲဆိုတော့ရှိကျွင်းတော့ဘယ်လိုမှခုံစင်းကြတာမဟုတ်ပါဘူးပြောချင်တာတန်ရရကြတယ်ဗျာ professional เนาะပြောတော့အပျော်တန်းကန်တာမဟုတ်ကလပ်တင်မှာ nationally ကလပ်တင်မှာ proper စုကြေးစားကန်နေတာကွာ professional ကန်နေတဲ့ကစားသမားတွေပဲကစားသမားတွေတန်ရရတဲ့ခါကြလို့ရှိရင်ဘယ်သူအဖေခေါ်လို့ခေါ်အောင်မသိအတင်းတွေကသူတို့လိုရတဲ့ချိန်ကြလို့ရှိရင်သူတို့လိုအပ်နေသေးအတင်းသုံးတာမင်းဘာတန်ရရကွာဥပမာအရေးကိုကြံကိုအရေးညှစ်တယ်လို့ညှစ်တာဆေးထိုးပြီးပဲကန်ခိုင်းမလားဥပမာပိန်းကီလာရဲ့အနေစစ်စစ်တွေပဲထိုးပြီးကန်ခိုင်းမလားနော်တိတ်တွေပဲကက်ပြီးကန်ခိုင်းလားကောင်းသေးတာကိုလည်းနီးပြရတယ်မင်းကန်လိုက်ပါဒီပွဲတော့ဘာမှမဖြစ်ပါဘူးဒါမျိုးတွေလည်းလာရင်လာဆိုတော့အဲ့လိုမျိုးရှိရပါတော့ကစားသမားတယောက်တန်ရရသွားလို့ရှိရင်ဘူးမှစောက်ဖက်မလုပ်ချင်ကြဘူးမှတာဝန်ယူပြီးမကုပေးချင်ကြဘူးဒီတလောတက်လာတဲ့တင်တွေမှာဖတ်လိုက်ရတော့နော်တော်ကစားသမားချို့လဲအဲ့လိုမျိုးတန်ရာတွေကြောက်ပြန်အောင်မလာတော့ပေါ်လာတော့ကစားသမားဘွားနားယူသွားလို့လည်းအများကြီးပဲပြောချင်တာကမြန်မာပြည်မှာ professional ဘောလုံးသမားတယောက်တန်ရာရပြီဆိုရင်ဘာလို့ဘာဆက်ဘဒုသွားပြီးတော့ဖေခေါ်လို့ခေါ်ရမယ်ရှင်းပြောရင်ကွာဖွဲ့ချုပ်မှာရှိရဲ့ဒီ sport clinic တောင်မှsport clinic တောင်မှကွာဘယ်လိုပြောရမလဲရှင်းပြောရင်ကွာဖွဲ့ချုပ်မှာရှိရဲ့ sport clinic မှာတော့ facility တွေပြေဝမပေးနိုင်ဘူးကွာပြေဝကူးတောင်းမှုမပေးနိုင်သူတို့အဖွဲ့ချုပ်လူတွေကိုတော့ပြေဝကူးတောင်းမှုမပေးနိုင်တော့ကွာကလပ်တင်မှာဘာမှမရှိကလပ်တင်မှာဆရာဝန်မရှိ physio မရှိနော် fitness coach မရှိtrainee တွေဆိုရင်အသက်ကုန်လောက်ရတယ်ပြီးရင်တန်ရရဝိုင်းရတော့ဘယ်သူမှတောင်းမြူပေးခြင်းကြအောင်ပြီးလို့ရှိရင်တို့ကမင်းကနာနေတာမဟုတ်ပါဘူးကောင်းပါတယ်မင်းသက်ဟန်ပြလို့တာပါဒါမျိုးတော့အောင်ကြားရတယ်ဒီပြားတွေစီရတယ်ဆိုတော့ပြောချင်တာတန်ရရတိုင်းဘယ်သူမှစောက်ဖက်မလုပ်ဘူးဗျာဘယ်သူမှစောက်ဖက်မလုပ်ဘူးဘယ်သူဖေခေါ်လို့ခေါ်မှမသိဘူးအဲ့တန်ရနဲ့ပဲကစားသမားဘွားဆုံးသွားလူတွေအများကြီးပဲโอเคကိုဘာသာကိုကုမယ်ဆိုပြီးတော့ပြန်ကုရင်တော့မှကွာဒီ rehab ကောင်အတင်းအမလုပ်ပေးတာတို့ဘယ်ဟိုသွားပြီးတော့ဘာလို့မှမသိတာတို့ဆိုတော့အများကြီးပဲပြောချင်တာကွာဒီမှာပြီးမှဘောလုံးသမားတယောက်တန်ရရသွားပြီးဆိုရင်အဲ့ချီတွင်းကနေပြန်တက်လာဖို့ဆိုတာမဖြစ်နိုင်တော့ဘူးတာမန်အငယ်အသင်းတွေကနေကစားတဲ့ player တွေဆိုသွားပြီးထားလိုက်တော့မြန်မာလေးစင်တောင်ကြည့်ကွာမြန်မာလေးစင်တောင်မှနာမည်ကြီးကစားသမားတွေတောင်မရကုစားခွင့်ရဖို့ဖွဲ့ချုပ်ကမလုပ်ပေးနိုင်တာကွာဖွဲ့ချုပ်မှမဟုတ်ပါဘူးတာဝန်ရှိတဲ့ကလပ်တင်တွေကမလုပ်ပေးနိုင်ဆိုတော့ပြောချင်တာမြန်မာဘလုံးကစားရတော့ကစားဖို့မင်းခင်ယာကြီးတန်ရရင်တော့မင်းသွားမှာပဲမင်းလူကစားကြီးဆိုင်မှာမဟုတ်အခုလည်းဖြစ်နေမှာပဲနောက်လည်းဖြစ်နေမှာပဲအရင်ကလည်းဖြစ်နေတာပဲ